တူမာလေးကိုဝယ်ပေးတဲ့နှကန်းကြီးတစ်ချောင်းကြောင့်တိန်တောင်းခွဲကျော်တဲ့အင်ကြီးကိုပိုင်ဆိုင်သွားတဲ့ရွှေဘိုသားလူပြိုကြီးမင်းသားကြီးပြည်သူများလုံးပဲမင်္ဂလာပါလောကကြီးမှာမထင်မှတ်ထားတဲ့အချိန်မထင်မှတ်ထားတဲ့နေရာကနေဘဝကြီးတစ်ခုလုံးပြောင်းလဲသွားစေလောက်တဲ့ကန်ထူးရှင်တွေရှိတတ်ကောင်အဲ့ဒီအထက်မှာတော့ရွှေဘိုမြို့ကကိုလင်းလင်းစော်လည်းပါဝင်ပါတယ်ကိုလင်းလင်းစော်ကကိုယ်တိုင်သုံးဖို့တော့မဟုတ်ဖေးတူမာလေးအတွက်နှကန်းကြီးလေးတစ်ချောင်းဝယ်ပေးလိုက်ရာကနေတိန်မောင်းတောင်းခွဲကျော်တန်ဖိုးရှိတဲ့ခန်းနာလာတဲ့ထိုက်သူဆန်အင်ကြီးကိုရုတ်တရက်ပိုင်ဆိုင်သွားခဲ့တာပါရွှေဘိုမြို့မှာနေထိုင်တဲ့အသက်42နှစ်အရွယ်လူပြိုကြီးကိုလင်းလင်းစော်ကသူ့ရဲ့တူမလေးအတွက် SK ရွှေ K Cosmetic ကနေနှကန်းကြီးတစ်ချောင်းဝယ်ပေးခဲ့တာပါအမျိုးသားတွေကနှကန်းကြီးဝယ်ရဲဆိုတာရှားပေမဲ့သူ့ရဲ့ချစ်ရတဲ့တူမလေးအတွက်လူချင်တာလေးဝယ်ပေးတဲ့မိသားစုမြတ်တာတရားကရောင်ပြန်ဟပ်ခဲ့တာပါကိုလင်းလင်းစော်ကဒီနှကန်းကြီးလေးတစ်ချောင်းကသူ့ဘဝကိုဒီလောက်အကြီးကျယ်ပြောင်းလဲသွားစေမယ်လို့အိမ်မက်တောင်မှတ်ဖူးမှာမဟုတ်ပါဘူးရှင်အဲ့ဒီအချိန်တုန်းက online မှာနှကန်းကြီးဝယ်ရင်အင်ကြီးမဲဖောက်ပေးမယ်ဆိုတဲ့ကြေညာချက်တွေရှိနေပေမဲ့ကိုလင်းလင်းစော်ကတော့တူမလေးအတွက်ပဲနှကန်းကြီးကိုဝယ်လိုက်တာပါအခုတော့ကိုလင်းလင်းစော်ကနှကန်းကြီးလေးတစ်ချောင်းကြောင့်မန္တလေးမြို့ပေါ်မှာအင်ကြီးအိမ်ကောင်တစ်လုံးကိုပိုင်ဆိုင်သွားခဲ့ပါတယ်ဒီအင်ကြီးကိုမဲဖောက်ပေးတဲ့သူကတော့အေတင်ကိုဖြစ်ကောင်သူ့အတွက်လုံးဝမှန်နှမျောပဲပေးရလိုက်ပြီးဖြစ်ပါတယ်အေတင်ကိုကဒီအင်ကြီးကိုတကယ်မဲဖောက်ပေးတာဖြစ်ပြီးအများရဲ့တန်တရားတွေကိုလည်းခြေဖြတ်နိုင်ခဲ့တာပါအစကတော့အေတင်ကိုကတချို့တွေကနှကန်းကြီးရောင်းပြီးတိမ်မောင်းတောင်းချီတန်းတဲ့အင်ကြီးတစ်လုံးကိုအလကားပေးစရာလားလို့တောင်ဝေဖန်လှောင်ပြောင်ခဲ့ကြတာပါမဲဖောက်မဲ့အချိန်တွေကကြာနေကောင်ငွေတွေကိုလိမ်သွားပြီလို့တောင်ထင်ခဲ့ကြပါတယ်ဒါပေမဲ့အေတင်ကိုကစီးပွားရေးသမားဖြစ်လို့တိစောက်ထားတဲ့နာမည်ကိုလွယ်လွယ်နဲ့တော့အပြတ်မခံခဲ့ဘူးရှင်မန္တလေးမြို့မှာကျင်းပခဲ့တဲ့ SK ရွှေခေတ်ရဲ့ဂျေဆုတုတ်ပြန်ပွဲကြီးမှာတော့အခမ်းအနားကျင်းပပြီးတော့မဲနိုင်ပေးခဲ့တာပါမဲနိုင်တာကိုပွင့်လင်းမြင်သာမှုရှိအောင်ပွဲကိုတက်ရောက်လာတဲ့မဲရှင်တွေကိုယ်တိုင်ကကန်ထူးရှင်ကိုရွေးချယ်ဖို့စီစဉ်ခဲ့တာပါလိုက်လွှင့်ပြီးတော့အားလုံးရဲ့ရှေ့မှောက်မှာပွင့်ပွင့်လင်းလင်းမဲနိုင်ရွေးချယ်လိုက်တဲ့အခါမှာတော့ကိုလင်းလင်းစော်ကမဲပေါက်သွားခဲ့ပါတယ်အင်ကိုမဲပေါက်တဲ့ကိုလင်းလင်းစော်ကိုလည်းစာချုပ်စာတမ်းနဲ့တကွအင်ကိုလွှဲပြောင်းပေးရလိုက်ပါပြီရှင်နှခမ်းကြီးတစ်ချောင်းကနေတိမ်မောင်းတောင်းချီတန်းအင်ကြီးတစ်လုံးပိုင်ဆိုင်သွားတာကိုအားလုံးကမြင်လိုက်ကြရတာပါတိမ်မောင်းတောင်းခွဲကျော်တဲ့အင်ကြီးကတန်မိုးကြီးမားတာကြောင့်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်တဲ့အေတင်ကိုကဒီလောက်များပြားတဲ့ငွေကြီးတန်မိုးကြီးတဲ့အင်ကြီးကိုသစိမ်းတယောက်ကိုအလကားပေးရလိုက်တဲ့အခါနှမျောတတဖြစ်မိမယ်လို့ထင်ကြပါတယ်ဒါပေမဲ့အေတင်ကိုကတော့လုံးဝကိုဝမ်းမနေခဲ့ပဲထိုက်သူဆန်အင်ကြီးကိုအမှန်တကယ်လိုအပ်တဲ့သူရပါစီလို့တစ္ဆာဆိုပြီးကျေးဇူးတုတ်ပြန်ခဲ့တာပါကိုကျိုးထက်အများအကျိုးကိုပဲကြည့်တဲ့စေတနာကြောင့်ပဲအိမ်ရသွားတဲ့သူလည်းပြောရသလိုအေတင်ကိုကလည်းပျော်ရွှင်နေရပြီဖြစ်ပါတယ်တူမလေးအတွက်နှကန်းကြီးဝယ်ပေးရင်အင်ကြီးပိုင်ဆိုင်သွားပြီဖြစ်တဲ့ကိုလင်းလင်းရဲ့ကံကလည်းထူးခြားပြီးတော့ဘဝမှာသူတစ်ပါးပေါ်မှာဖြူစင်တဲ့မြတ်တာထားပြီးပေးကမ်းတဲ့အခါကံတရားကကိုယ့်စီကိုအစပေါင်းများစွာပြန်လဲတုတ်ပြန်တတ်တယ်ဆိုတာကိုပြသလိုက်တာပါအေတင်ကိုရဲ့မှန်ကန်တဲ့ဂရုတည်မှုဖောက်တယ်ရီပေါ်ထားရှိတဲ့စစ်မှန်တဲ့ကျေးဇူးတုတ်ပြန်မှုတွေကိုလည်းလေးစားနေကြပါတယ်တူမလေးတွေအတွက်နှကန်းကြီးဝယ်ပေးရင်းနဲ့အိမ်ပိုင်ရှင်ဖြစ်သွားခဲ့တဲ့ကိုလင်းလင်းစော်ရဲ့ကံကောင်းမှုကြီးကိုအားချနေပြီလားဆိုတာခေါမမှာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပြောရှင်ပါစေ